ခင်မကန်ထွာရဲ့ညီလာခံတပင်မှာရိုတီစွာအမြဲတမ်းအခါစားဝင်နေကြတယ်ဘိုးဘိုးများနဲ့လေပယ်လိုက်ပြူသားများအားလုံးစောင့်ရအောင်ွယ်စောင့်ရင်ရောက်ပါဗျာမမခင်ပါဗျာမူမဘိုးမအားလုံးစောင့်ရင်လွာရောက်ရှိရောက်ပါဗျာဘုလိုရှိဝမျိုးသားသူတငယ်ဟာနန်းလွတ်တော်စည်းဝေးကိုတက်ရောက်နိုင်ခြင်းမရှိကြောင်းပါဗျာဒီမှာဆောင်စားသူ့တော့ကြွားပြီးဝင်နေတယ်ပါဗျာနန်းတော်စီဝေးမတက်ရောက်နေတာကလည်းဒီမောက်ကားရတော့ကြောင်းပါဗျာအเจ้าမစုံတရားရှိမနေပါပဲအလေးမမူခါစားခြင်းမပြုတ်ရင်တော့ကြောသာရင်သာမခွဲကြပဲအပြစ်ပေးရတာပေါ့မမတခင်မဟာမင်းနဲ့ပြည်သူချစ်ကြည်ပြူပြီးအခွင့်လူကမောက်မာသမားတွေမတနာရဘူးဆိုတာမင်းကြီးများလည်းသိပဲမဟုတ်လားဖြစ်ရှိကြောင်းပါဗျာမှန်လားပါခင်ပါဗျာတခင်မမြေတာစေတနာတွေကိုစောကားလို့ခြင်းမဟုတ်နိုင်ပါဗျာအကြောင်းမျိုးမျိုးကြောင့်နန်းလွတ်တော်စည်းဝေးတက်ရောက်ခြင်းမရှိရလေဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ဗျာဘောလုံးဘောလုံးရှိဝမျိုးသားတူတာမှန်ပါဘယ်ရင်ဘယ်ကိစ္စကြောင့်နမိန်မျိုးသားတမနာလက်ပြန်ကျူတဲ့နန်းတော်ရဲ့ကိုဆွဲပေါ်ဆောင်ခြင်းဒီအဖြစ်မြန်တဲ့နောက်နေတယ်ဟဲ့မှန်ပါခင်ဗျာဗျာနမိန်မျိုးသားတမနာဟာရှန်တို့နိုင်ငံတရေကိတ္တရဲ့အရေးမဲ့nhauကို၎င်းရဲ့ဆိုင်ရဲ့အတွင်းမှာပေါ်ထားတယ်ဆိုတဲ့သတင်းစကားအတိအကျရောက်ရှိတာတော့ပါဗျာအဲဒါကြောင့်မို့လဲကျွန်တော်မျိုးသူတကိုယ်တိုင်၎င်းရဲ့နေအိမ်ကိုဝါရပိတ်ဆို့ဖမ်းဆီးခဲ့တယ်မမိရကြောက်ပါဗျာမဟုတ်တော့၎င်းရဲ့ဆိုင်ရဲ့အတွင်းမှာရန်သူတရေကိတ္တရဲ့ရန်သူနိုင်ငံတရေကိတ္တရဲ့ရဲမဲ့ဝတ်စုံများတော့တက်တေဖြစ်တင်ပြအပ်ပါဗျာနမိန်မျိုးသားတမနာမင်းဟာဘယ်ကလုံးနိုင်ငံရဲ့ရိတ်ခါကိုစရာလူကိုယူပြီးငါရန်သူကိုအားပေးအားရလို့ကတော့မင်းသက်ဆိုင်မှာပဲနော်ခင်ပါလိမ့်ဗျာဇီဝမျိုးသားတူတတ်ဟာသူအရင်တို့အရာမဟုတ်ပါပဲမလို့စကားကိုဆိုရပါဗျာမှန်ပါခင်ပါဗျာဒီကိစ္စရေးဟာပေါ့တွေးရင်အရေးမပါဘူးထင်ရပေမဲ့ဘိတ်ကလုံးနိုင်ငံတော်လုံခြုံရေးအတွက်ထည့်သွင်းရင်တော့အရေးကြီးတဲ့ခန္ဓာမှာပါဝင်လာဖို့တကယ်ပါသိရအောင်ဆုံးဖြတ်တယ်နားတော့ခင်ပါလိမ့်ဗျာရှိပါမျိုးသားပြုတတ်ဟာမလုံမောစကားကိုစိုးရင်းဖြစ်ပါလေမောင်ရင်ဆွဲတော်ရေးဖို့လို့အဖြစ်မဝင်ပဲခွင့်ပြပါခင်ဗျာခွင့်ပြပါခင်ဗျာပါပါတရေဖြစ်တရားမျိုးရဲ့ရဲမဝတ်စုံများကိုကျွန်တော်မျိုးရဲ့နေအိမ်ဝင်းကျင်မှာတွေ့ရှိရဲဆိုတာကလည်းကျွန်တော်မျိုးကြီးမသိနဲ့မသိခင်မှာထားသွားတယ်ဖြစ်နိုင်ပါလေခင်ဗျာဖြစ်နိုင်ပါလေခင်ဗျာပါပါခင်ဗျာမရင်းမျိုးသားရဲ့တမနာရဲ့ရှောက်တင်တဲ့စကားလူသားကိုတော့အပြစ်ကိုပို့လို့ရရှောက်နေဆိုတာအင်္ဂါအတွေးစင်ပြီးတော့သိရှိတယ်ပေါ့ဗျာ၎င်းရဲ့ပြောင်းဝဲတကယ်ထောင်ဆုံးလာမှာပုတ်ခတ်လို့ရှာတင်နေအောင်နေနေတာကြည့်ပါဗျ။ဒါပေမဲ့တော့တမနာလက်ရည်ဆက်ပြီးတော့ဗျာ။ဟုတ်ကဲ့။ပြေးတော့ဆုံးပြပါဗျာ။
ဒီကိစ္စကြီးမင်းဝင်မတွေးပါနဲ့မင်းဆိုတဲ့သူသားကိုရန်တော်တာဝန်ကြီးပြုံမို့နဲ့ရှီဝမျိုးတွင်လုံခြုံအေးချမ်းခြင်းကိုလားမင်းဆောင်ရပါတမနာရဲ့အရေးအရာကိုတော့တရားရင်ဗန်တိုင်းတဲ့ဖိတ်တိုင်နေတဲ့ဘိုးဝစီကဆက်လက်ဆွေးနေပါ တော့ခိုးကြီးတော့ဓမြကြီးတော့တပုံကြီးတော့ဤရံတော့ပြင်နိုင်ပါလေဖေရ မမဘိုးဝစီရဲ့နောက်ထပ်စကားဟာဒီဝကံမန်းဖြစ်တာဟုတ်နမိတ်မျိုးသားသမဏကိုကြေးလိုက်ကိုတွင်းစစ်ဆေးကြည့်လို့အကြံပြုပါလေဗျာ အဲ့တော့အိတ်တာလက်အမေတော့မှတ်နမိတ်မျိုးသားတမနာရဲ့သစ္စာပါဆိုတဲ့အရေးကိုကျိုးချောင်းခိုင်းမှာတိတေကြစွာသိရင်မှာမဟုတ်ကြေးလိုက်ကိုတွေ့သားစီခြင်းနဲ့စောင့်တိုင်းအမှုတတိပြု၍အကျဉ်းတိုက်သိစေ အမိတ်တော်များတိုင်းပါဗျာဟဲ့ပြောနေ မင်းဒီခွေမကြုံရေခက်ကြအောင်ပါတော့တကယ်တည်းမင်းနဲ့တွေ့ရအောင်ပါလားကွာ စေတသိက်မှာလက်ဒီရေကြီးမှာတက်စီတာတော့အဲ့နာဒီကနေအားကောက်ဝဲကြပြင်းနေနိုင်ပြီဉာဏ်နာရှင်ကိစ္စ၌တွေ့ကြမှုဖြင့်မရဲတွေရဲ့ပြည့်စေတသိက်တော်ဒီအတိတ်ဘဝကုသကံကျိုးပေးကြအခုဘဝမှာပိတ်တနုနိုင်ငံအားသုခံရသောဝိညာဉ်မဖြစ်ရရှိသို့သောစေတသိက်ဒီညရောက်နေရောင်ရဲလေးတွေတည်းဖြစ်ပြီဒါကြောင့်သို့သောစေတသိက်အန်ထွားဤဘုံတန်ဒီတရားထီဆောင်မင်းပေါင်းခဝေမြောင်းလာတော့စัจ java မင်းဒီဖြစ်ချိန်ကြပြီဟုတ်လို့ကျွန်တော်ကိုယ်တိုင်ပိတ်တနုနိုင်ငံအတွင်းကိုတွားချီလာခြင်းဖြစ်ပြီဒီ မှန်လားပါဗျာ။ဘုရားတပည့်တော်မမင်းတကာတို့ရဲ့ဘယ်ရမဖြစ်ပဲလားဗျာ သံဃာတိရှိသမီးတို့ပြင်တော့တိဤပိတ်တနုနိုင်ငံမှာရှိသောယူလေးတောင်မှာအနဲ့ငါတော့သူ့တွေဆောင်တော့ဗရဏာရှိကူမြောက်ကိုတွေ့ရှိတယ်လေစိတ္တမိဒီကစားရကံတော်မင်္ဂလာအရှိတဲ့စူးစူးပေပေအောက်ကိုအနဲ့နှစ်တောင်သူ့တွေဆောင်တော့ရှိရခင်ပိတ်တနုမြင်းကြီးများထားခဲ့တော့နဝရကုသွဲကျေစီအားဒီလက်ဝေယနာကိုစိတ္တမိတွေ့ရှိတယ်လေကျွန်တော်ရဲ့ရုပ်ပုံတွေသောစကားများစိတ္တမိဘက်ကယုံမှားအမြင်ရှိနေဆိုတာကတခုပင်အင်းရေးကြများနဲ့ရဲမယ်များကိုစေခိုင်းပြီးပြပေါ်ကြည့်ပါလိမ့်စိတ္တမိ ။မှန်လားဗျာ။ဟဲ့ဘုဘပြဿနာနဲ့ရန်ရင်တော်ကဒီကိစ္စလို့ အမ ရဲမှန်များကိုခေါ်ပြီးအပြန်လို့ပါကြတယ်ကွယ် မင်းတော်ဗျာ မလာပါကျွန်တော်ဒီ လိနာပေးသလားတော့ဗျာ ။အပြန်ဆောင်ရကြတယ်ကွယ်။ဝါလာလိုက်လားဗျာ။ပြန်ပြီးတော့မှတွားရောက်ပြီးတော့သူ့ပေါ်ခိုင်းလိုက်ပါပြီဗျာ။ခဏလေးတရင်သုံးပြီးဆောင်းလိုက်ပြတော့မှာဗျာ။ ကောင်းလာပြီစိတ္တမိကောင်းလာပြီ ဟ